ဟုတ်ကဲ့ပါအခုကတော့ကျွန်တော်တို့အင်းဝမှာပေါ့ရေနန်းတော်ဆိုလားမသိဟုတ်လားကိုရေနန်းတော်လားဒီအင်းဝအကိုကြီးတွေလည်းတစ်ခါမှမကြုံဘူးသေးတဲ့ရေနန်းတော်ကြီးပါအဲ့ကြောင့်ပေါ်လာဟုတ်လား ငလင်းအဲအကြောင်းပေါ့အဲ့ဒါပေါ်လာတာလက်ရှိတွားပြီးတော့မှလေးလာမှာ လေးလာမှာဟုတ်ရဲ့ကွ ဆင်းတာ ကဲအားလုံးပဲဘဝတုဒ္ဒရအောင်လို့အဆုံးထိကြည့်ပေးကြပါလို့ရှင်းလိုက်ကြည့်ပေးပါအောင်နော်ကဲဒါကတော့ line မောင်ကလူတွေရောဗောနော်အကုန်လုံးအဝေးရလူတွေရောဒါဒီကိုကြီးကပြောတာဒါကြီးတိုင်းလို့ကြည်ရတာဗောနော်ကြီးကံပါလို့အခုဒါကတော့နေကန်ကိုကြီးတွေဖြစ်ပါတယ်ကိုကြီးတို့ဘဝမှာလည်းမကြုံမှုသေးဘူးနော်ဒါမျိုးကဟုတ်ကဲ့ပါခုသွားကြည့်နေပါပြီလို့ရှေ့ဆိုရင်ရောက်တော့မှာပါနော်ဒါလေးစောင့်ကြည့်ပေးကြပါအောင်ဗျဟုတ်ကဲ့ပါအခုကတော့ရောက်ပါပြီလို့အခုပါကိုရေနန်းတော်ကြီးဖြစ်ပါတယ် ဒါပေါ်ရမယ့်ဟာရွှေရှေးဟောင်းထဲမှာပါတယ် ဟောရှေးရောက်နေမှာပါတယ် ဟုတ်တယ်ပါ ဩဒီမှာပါရေနန်းတော်ကြီးပါတဲ့ အောက်ထဲမှာကြံသေးတယ် အောက်ထဲမှာကြံသေးပါသေးရဲ့ ဒီဘက်ထိပဲဒီမှာဒီကြားလေးတော့ဒီကတော့တော့မဒီဒီပဲဟိုဒီဟုတ်ကဲ့ ဒါပေါက်လေးဒီဘက်မှာ ဟုတ် ဒီကြီးထဲမှာမြုပ်နေတာနော် ဟုတ်ပါ ဒီမှာ အားဖော်မှာလို့ အဲ့ဖော်မယ်လို့ပြောတာပဲဒါကြီးဖော်မှာအဲ့ဒါနန်းတောင်လိုမယ်နုလိုဟာမျိုးကြီးဖြစ်သွားမှာ ဟော ဖော်မယ်ဆိုရင် ဒီမှာကြည့်ကြပါဗျာရှင်နန်းတော့အဆောင်ကြီးပေါ့ ဒီမှာဒီဥစ္စာဒါကြီးနန်းတော့ ဒါလေးလေးအဲ့ဒါတော်ဖွားမှာနော် ဖော်ရမှာပဲဒါကျွန်တော်ဒီသက်ခုမှမြင်ဘူးလေရေနန်းတော့အဲ့ကြားတာကြားဘူးတခါမှမြင်ဘူးဘယ်နားမှမြင်မသိဒါခုပေါ်လာတာအောက်ထဲမှာကြံသေးတယ်ဒီမှာဒါဟွာတွေတိုင်နေမထားတိုင် ဟုတ်တယ်တိုင် တိုင်ပနတ် အော်ဒီဘက်ပဲလိန်နေတာဘာနော်ကိုကြီးနော် အရှိကြီးပဲမဟုတ်ဘူးဟိုးဘတ်ထိပဲ ဟုတ်ပါဒီ ဟုတ်တယ်ဟိုးဘတ်ထိပဲ ဟိုကနေရှေ့ ရနေပြီ ဒုံလေးသွားကြည့် ဒီတောင်းလျှောက်ဒီမှာ ပြောပြဒုံလေးကြည့် ဒီမှာနေဟိုမှာဟိုရှည်တဲ့လိုက်ဟိုရှည်တဲ့ အော်ဟုတ်တယ် တော်တော်လေးမဟုတ်ဘူးဟိုးထိတ်ကြီးပဲ ဟိုရှေ့လိုက်ပါလားရှေ့နားထီ